အုတ်ကြီးဥပြောင်ကတော့ရုံးခန်းထဲမှာစစ်မှုထမ်းဖို့ကျမ်းမာရေးကောင်းသူစည်ရင်းတွေကိုစစ်ဆေးအလုပ်ရှုပ်နေတာပေါ့နိုင်ငံတော်အတွက်ကျမ်းမာတန်သွမ်းတဲ့လူငယ်တွေပဲလိုချင်တယ်ယောဂရှိရဆိုပြီးလိန်နေတဲ့ကောင်တွေကိုစိတ်အုံထိလိုက်စစ်မယ်အဲ့ဒီလိုအတန်ကိုဟိန်းနေအောင်ပြောနေလေရဲ့ဒါပေမဲ့အိမ်နောက်ဖေးပေါက်မှာတော့ဒေါ်ငွေခင်ကကျမ်းမာတန်သွမ်းတဲ့လူငယ်တယောက်ကိုနာရာချီလူနာဖြစ်အောင်စေးနီးပေးနေပါရဲ့။အောက်ကြီးကြော်ရဲ့သမီးဦးလေးကလေတာလိုက်တာမှနှစ်တိုးကြီးကြာလို့အခုစစ်မှုရန်စင်းရင်နဲ့ပါသွားပြီ။အောက်ကြီးကလည်းစိတ်ရောင်စာရွက်ပါမှယုံမဲတဲ့။အဲ့ဒါသမီးဘယ်လိုလုပ်အောင်လဲ။အိုးချောချောရဲ့ညီဦးလေးကကျမ်းမာနေတော့လေခက်သားလား။ငါရဲ့နဘွေးစေးပညာမှာတော့ညီဦးလေးကိုမကျမ်းမာအောင်လုပ်လို့ရပါတယ်။ဒါပေမဲ့အုတ်ကြီးရဲ့မျက်စိဇုံလုံးကန်းသွားအောင်တော့စေးဘွားကတော့နည်းနည်းမြင့်မယ်နော်။ဟုတ်ကဲ့ပါအောက်ကြီးကြော်ရဲ့အဲ့ဒါကြောင့်လေဒါလေးကိုတင်လိုက်တာနော်အေးညီဦးလေးကိုသွားပြောလိုက်စေးရုံစားဘက်ကိုငါစီစဉ်ပေးမယ်လို့ဒါပေမဲ့လေအုတ်ကြီးရှင်းမှာတော့နော်မကြောက်ခဏမူးလေးပြရမယ်နော်သိလားဟုတ်ကဲ့ပါအတီးသိပါမယ်ဟုတ်အဲ့လိုတမီးပြန်တော့မယ်နော်အတီးအေးချောတော့ဟုတ်အောက်ကြီးတမီးပြန်တော့မယ်နော်ဟောရေးသမီးယောက်ျားကြီးကိုလေချောရဲ့ဦးလေးရလေတကယ်တမ်းကြည့်တော့ကျမ်းမာတယ်လို့နဲ့မကျမ်းမာဘူးဒီလေသူ့ပဲရှေ့မှာခဏမူးလဲနေလို့ကြောက်တောင်ကရှူသေးပေးခဲ့ရသေးတယ်အဲ့ဒီလိုမကျမ်းမာတဲ့သူစစ်တဲထဲလို့တော်ပိတ်ခါကြမှာပေါ့အဲ့တော့မကျမ်းမာဘူးဆိုပြီးတော့ပင်လီနဲ့တားထားလိုက်နော်ဟောအေးဟုတ်သားပဲငါလည်းအဲ့ကလေးမျက်နှာကိုကြည့်ရတာသွေးမရှိသေးဘူးဖြူဘက်ဖြူပါကဲအဲ့လိုလိုလုပ်မယ်အဲ့ကလေးကိုသင်ရပြက်လိုက်ပြီးတော့ရက်ကွက်ထဲမှာလက်ဘက်ဆော့နေတဲ့ဟိုကောင်ဖိုးတုပ်ကိုစစ်မှုရစီနဲ့ထည့်လိုက်အေးကောင်းတယ်အဲ့ကောင်ကျမ်းပါတယ်တော်တော်ကျမ်းပါတယ်ဟုတ်တယ်မှတ်တယ်အုတ်ကြီးကကျမ်းမာတန်သွမ်းသူတွေကိုလိုက်ရှာနေပြီမဲ့ဒေါ်ငွေခင်ကတော့340ရတာနဲ့နှစ်တိုးကြီးလိုတန်မာတဲ့သူကိုတော့ချက်ချင်းနှလုံးရောဂါတဲ့ဖြစ်အောင်လှုပ်ပေးလိုက်ပါတော့တယ်ဗျာအေးရောက်မင်းပဲရောက်နေလဲအေးငါပြောမယ်ဒီရက်ကွက်ထဲမှာဝေးတင်တက်တဲ့အကြောင်းသားဘယ်နှယောက်ရှိလဲအေးကျောင်းသားဆိုပြီးတော့အကြောင်းပြချက်ပေးပြီးတော့စစ်မှုနဲ့ရှောင်ကျင်နေတဲ့ကောင်ကြီးရှိနေတယ်အေးအဲ့ရှင်းတွေအကုန်လုံးကောက်ခဲ့တယ်ကြားလားဒါပဲကြားလားအေးရှင်းကောက်ခဲ့ဒါပဲအေးရောက်နေတာဟိုးမအေးအဆရှိလို့တော့မအေးနဲ့မာကြီးရဲ့မသားလေးကဒီကျောင်းသားလာကြပြီအဲ့ဒါအခုစစ်မှုထမ်းရမယ်ဆိုတော့ဘာကျောင်းပြတက်ချင်လဲတဲ့အဲ့ဒါကျောင်းသားဆိုရင်ကဲလို့ဖွင့်ရတယ်မှာအခုညီပေးပါအောင်ပါမအေးရဲ့မအေးသားကျောင်းတက်ချင်တာဆိုတော့မအေးသားပညာလိုလားတာပဲပညာလိုလားတာဆိုတော့မင်းကအားပေးရမှာပေါ့ဒါပေမဲ့လေအုတ်ကြီးကကျောင်းသားကတ်မပါလို့မရဘူးတဲ့အဝေးတင်နောက်ဆုံးနဲ့စီရင်သွင်းချင်တော့ဟောမာကြီးရဲ့အဲ့ဆိုရင်လေကျွန်မမနေ့ပြန်ကြရင်ဖုန်းစိတ်ကကလေးနဲ့ညီသားဖြစ်ကကလေးလာပို့ပေးမယ်နော်မာကြီးဟုတ်ပါပြီမေးရဲ့ဟုတ်ပါပြီဟုတ်အဲ့ဆိုရင်ကျွန်မပြန်ပြီးပြပါအောင်နော်မာကြီးအေးပါအလုံးသွားအောင်နော်ကဲဟုတ်ကဲ့ဒီကေကျွန်မပြန်လိုက်ပါအောင်မယ်ရှင်ဟုတ်ကဲ့အုတ်ကြီးကကျောင်းသားအတုတွေကိုလိုက်ရှာနေပြီမဲ့အုတ်ကြီးကတော့ဟန်းဖုံးတစ်လုံးနဲ့တင်ပညာတတ်တွေကိုတရက်ကွက်လုံးပြည့်အောင်ဝေးထုတ်ပေးနေပါတော့တယ်ခင်ဗျာဒါမအေးရသားလေ
ဝေးတင်နောက်ဆုံးနဲ့တက်နေတာတဲ့တို့ကတော့စရင်စစ်ကြည့်လိုက်အောင်စရင်စစ်တယ်တော်တယ်ကြားလို့ရှိရင်ပညာတတ်ကလေးတွေကိုစစ်ထဲကိုပို့လို့ရှိရင်အထက်ကနေပြီးတော့လေသုံးမကြဘူးဆိုပြီးတော့ပြောနေအောင်အဲ့တော့သူ့ကိုပညာသင်စဲဆိုပြီးတော့ဘေးဘက်ထားလိုက်ပါ အေးဟုတ်သားပဲဟာအားလုံးနိုင်ငံတော်ကပညာတတ်တွေလိုအပ်နေတာအဲ့တော့မအေးရဲ့တော့ဆွေးနေနေဖြစ်လိုက်တယ်ပြီးရင်ဘဝလန်းတွေကစာမတက်ပေမတက်ပတ်စံလည်းမရှိတဲ့ဘောင်းကျော်စစ်မှုရဆင်းရထည့်လိုက်မယ် ကောင်းတာပေါ့ ပြီးတော့ ဟုတ်တယ်ဟုတ်ကြတော့လေအကျဉ်းဆုံးကောင်းတယ် ပညာဆိုတာတကယ်တော့ရှာမရတာမဟုတ်ဘူးအေးဝယ်မရတာဝယ်မရတာ အေးရောမင်းဖုန်းကြောင်းပဲရောက်နေတယ်ဆိုလို့ရှိရင်ဖုန်းကြီးရောက်မှခိုကက်နေတဲ့လူတွေစရင်ကိုတေချာမှတ်ခဲ့လိုက်ဘာသာရေးကိုခုလုံးလုပ်ပြီးစစ်မှုထမ်းရှောင်နေတဲ့လူတွေကိုမေးအောင်ဖမ်းရမယ်အေးအဲ့ရှင်းနေတေချာလုပ်ခဲ့လိုက်ကြားလာရအောင်အေးဒါပဲ အုတ်ကြီးဥပြောင်ကတော့ရုံးခန်းထဲမှာဘုန်းကြီးကျောင်းသားစင်းတွေကျောင်းမှာနေသူစင်းတွေကိုစစ်ဆေးရင်းချွေးပြန်နေပါတယ်ပြီးတော့လဲသူ့တပည့်တွေစီဖုံးဆက်ပြီးပြောနေတော့တာပဲဗျာ အုတ်ကြီးတော်ရဲ့တားလေးရလေဖုန်းကြောင်းမှာဝေယဝဆလောက်တာတော်တော်ကြာပါပြီအဲ့ဒါအုတ်ကြီးတို့ကအခုအဲဇင်းဝင်စစ်တော့တားလေးကအဲဇင်းမတိုင်ထားဘူးအုတ်ကြီးတော်ရဲ့မတိုင်ထားတော့တားလေးကဖန်ခံနေတယ်ပါဝါကိုအုတ်ကြီးတို့ကအဲ့ဒါအုတ်ကြီးတော်ကူညီပါဦး အေးပါဆန်းဆန်းရဲ့သာသနာပြုနေတဲ့ကလေးဆိုတော့ငါတို့ကကာကွယ်ပေးရမှာပေါ့ဒါပေမဲ့လေအုတ်ကြီးကသိတဲ့အတိုင်းပဲသူကဖုံးကြောင်းအထိလိုက်စစ်တာဆိုတော့အဲစင်းမတိုင်လို့ဖမ်းသွားလို့ရှိရင်ငါလည်းမတက်နိုင်ဘူးလေငါလည်းဆွဲရခက်တယ် ဟုတ်ပါမရဲ့တားလေးပြန်လို့လာလို့ရှိရင်မောင်စိတ်လည်းတက်ဖြစ်တယ်မပေးပါဘူးလေခရီးပေးပါဦးမ ။အော်ရပါတယ်ဆန်းဆန်းရဲ့လုတ်ပေးရမှာပေါ့လုတ်ပေးရမှာပေါ့ညီကတိတော့တီးပါစေနော် ဒီပါမဲမှာဒီတော့မအားဒီကျမပြန်မဖြစ်ဘူးနော် ။အေးပါဆန်းဆန်းရဲ့အေးပါတော့သွားနော်ဆန်းဆန်း ဟုတ်ကဲ့ပါအေးပါအေးပါဒီကြောင်ပါ ဟုတ်ကဲ့ ။ယောက်ျားဖုန်းကြီးเจ้าကလေဖိုးတူးဆိုတဲ့ကောင်ကြီးကဆရာတော်ပဲအကြိုက်ဆုံးတစ်ခဲတဲ့။အဲ့တော့အဲ့ကလေးလေးကိုစုမှုရနဲ့ထဲ့လိုက်လို့ရှိရင်ဆရာတော်ကြီးကစိတ်ဆိုးပြီးတော့လေမြစ်တာမပို့ပဲနေနေမယ်။တရက်ကွက်လို့မြစ်တာမပို့လို့ရှိရင်တော်လဲတိတ်ခါကြမယ်။အဲ့တော့အဲ့ကလေးကိုသာသနာဝန်သားဆိုပြီးတော့နှင်းနေဝိုင်းထားလား။နော် အေးဟုတ်သားပဲအားလည်းသာသနာမျိုးနှမ်းမှာတော့ကြောက်တယ်ဟာကဲကဲအားဆိုဒီလိုလို့ဘိုးထုံးကိုစစ်မှုထမ်းဆင်းရဲနေပယ်လိုက်မယ်ဒီဟိုဘက်လမ်းထဲမှာသူ့ကိုယ်သူဘာသာမဲ့လို့ပြောနေတဲ့ငထွန်းဆိုတဲ့ကောင်ထည့်လိုက်တယ် ။อืม ဒီကောင်ကဘာသာရေးလည်းမသိဘာသာရေးလည်းမကိုင်းဆိုင်တော့ကြတော့စစ်တပ်ထဲသွားနေတာပေါ့ ဟုတ်တယ်ဟုတ်တယ် သို့သူကငထွန်းထည့်လိုက်တယ် ထဲ့လိုက်ကောင်းတယ်ယောက်ျားကောင်းတယ်အေးနှုတ်ပဲလုပ်လိုက်နော် အုတ်ကြီးကဘုန်းကြီးကျောင်းမှာခိုနေတဲ့သူတွေကိုရှာနေပြီမဲ့အုတ်ကြီးကတော့စိန်နဂတ်ရဲ့တကူနဲ့လူတွေကိုသာသနာအာသာနီတွေအဖြစ်ချက်ချင်းပြောင်းလဲပေးနေပါတော့တယ်ခင်ဗျာ သာသနာပြုတယ်ဆိုတာဒါမျိုးမှပေါ့အေးငကတ်တစ်ဖက်ထဲနဲ့နေ အပေတကားပိတ်သွားပြီ